တနိုင်ငံလုံးပြစ်ခတ်သိမ်းခိုင်းမှုရဲ့စရေးစာချုပ် NCA ဟာထိရောက်မှုမရှိသောကြောင့်နဲ့လာမယ့်21ရာစုပင်လုံအစည်းအဝေးကိုဆင်နွှဲထားစေလိုကြောင်း KNNA ရဲ့အရေးပေါ်စည်းဝေးတစ်ခုပြီးမှတပေါ်ထားထုတ်ပြန်လိုက်ပါတယ်ဇန်နဝါရီလ9ရက်နေ့ကပြုလုပ်ခဲ့တဲ့ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNNA ရဲ့ဗဟိုဌာနချုပ်မှာပြုလုပ်ခဲ့တဲ့ရေးပေါ်စည်းဝေးမှာတက်ရောက်လာတဲ့တပ်ဗိုလ်တပ်မှုတွေကသုံးတပ်ပြောဆိုဆုံးဖြတ်လိုက်ကြတာဖြစ်ပါတယ်။လက်ရှိ NCA လမ်းကြောင်းအရမြန်မာတပ်မတော်ရဲ့ဦးတည်ချက်နဲ့လုပ်ငန်းတွေပေါ်ပြန်လည်ဆန်းစစ်သုံးသပ်ဆွေးနွေးခဲ့ကြပြီးတဲ့နောက်အခုလိုတဘောထားချမှတ်ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့အစည်းအဝေးတက်ရောက်ခဲ့တဲ့အမည်မဖော်လို့သူတပ်မှုတူကကရင်သတင်းစင်ကိုပြောပါတယ်။ NCA ကိုအခြေခံပြီးငင်းချရေးဖြစ်စဉ်ကိုအကောင့်ထဲပေါ်ဆောင်ရွက်ရမှာမြန်မာတပ်မတော်အနေနဲ့တိုင်းဒေသလက်နက်ကင်တော်ရေးဖွဲ့စည်းတွေကိုလက်နက်ကင်လမ်းစဉ်စဉ်ပြီးနိုင်ငံရေးပါတီဖြစ်ထူထောင်ပြီးရွေးကောက်ပွဲဝင်ဖို့တို့မဟုတ်လက်နက်ဖြုတ်သိမ်းဖို့နဲ့အယက်သားဖြစ်ဆက်လက်ရည်တည်တော်ဖို့ကိုဦးတည်နေတဲ့အတွက်ကြောင့် KNLA အနေနဲ့လက်မခံနိုင်ကြောင်းဆွေးနွေးသဘောတူခဲ့ကြပါတယ်ဒီအချိန်นี้သုံးတပ်မှုတွေကြောင့်လာမယ့်21ရာစုပင်လုံညီလာခံတတိယကြိမ်စည်းဝေးကျင်းပရေးကိုလည်းစိန်ခံထားဖို့အရေးပေါ်စည်းဝေးတက်ရောက်လာကြတဲ့တပ်ဗိုလ်တပ်မှုတွေကသဘောတူခဲ့ကြတယ်လို့အစည်းအဝေးတက်ရောက်သူတွေကပြောပါတယ်ပြုလုပ်ခဲ့တဲ့ရေးပေါ်စည်းဝေးမှာ KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ကာကွယ်ရေးဌာနတာဝန်ခံဗိုလ်ချုပ်စောရောကြာခင်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောကျော်နေဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲအပါဝင်စစ်ထောက်ချုပ်တွေနဲ့ KNLA တပ်မဟာ9ခုကတပ်ဗိုလ်တပ်မှုတွေတပ်ဆိုင်ရာဌာနခွဲတွေကတာဝန်ခံတွေစုစုပေါင်းလူဦးရေ100ကျော်တက်ရောက်ခဲ့ကြပါတယ်။